ကဲမကြီးသီးလေးတွေပေါ်နေပြီဆိုတော့ရာသီစားမကြီးသီးထောင်းကြော်ပါမယ်မကြီးသီးထောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးနေထားမဒန်သီးလေးတွေခေါ်တာပေါ့နော်ဒီလိုမျိုးနေထားလေးကထောင်းလို့အကောင်းဆုံးပဲသူကတစ်ထည့်ရင့်လာပြီဆိုလို့ရှိရင်အစိတွေထည့်လိုက်ချင်သွားရောဒီမှာဒီလောက်နေထားလေးတွေရွှေ့ပြီးတော့ဝယ်ခဲ့တယ်ဒါလေးကိုထောင်းပါမယ်မကြီးသီးကဒါ1000မိုးလား2000မိုးလားတော့မမှတ်မိတော့ဘူးဒါလေးကိုထောင်းပြီးတော့ပစုံလေးနဲ့ကြော်မယ်ကဲမကြီးသီးလေးထည့်ထောင်းမယ်မကြီးသီးထောင်းရင်မဲမသွားအောင်လို့လျှို့ဝှက်ချက်လေးတစ်ခုရှိတယ်အဲ့ဒါတော့ထောင်းတဲ့ထဲကိုစားလေးတိတိလေးထည့်ပြီးတော့ထောင်းရပါတယ်ကဲဒီလောက်နေထားဆိုလို့ရှိရင်ရပါပြီအဲ့ဆိုရင်ကြော်ဖို့ပြင်မယ်နော်မကြီးသီးထောင်းစပြီးတော့ကြော်မယ်ဒါလေးတွေကထက်မှလေးပေါ့နော်ပထမဆုံးကြက်သွန်နီနဲ့ကြက်သွန်ဖြူလေးစီတက်မယ်စနွေးမုံလေးတိတိထည့်မယ်ငရုတ်ရောင်တင်မုံလေးတိတိထည့်မယ်ငရုတ်သီးအကျန်းမုံလေးလည်းထည့်မယ်ငပိနုလေးထည့်မယ်ပြီးရင်ဒါငရုတ်သီးစိမ့်လေးတွေကိုအလေကခွဲထားတာလေးမှုရအောင်လို့အရင်ထည့်လိုက်မယ်နော်အချိန်မစူးအောင်လို့ငပြားရည်လေးနည်းနည်းထည့်မယ်ပစုံလေးတွေကို9မိနစ်လောက်အရင်ဆုံးဒီလိုမျိုးလေးကြော်ပြီးပြီဆိုတာနဲ့ခုနကမကြီးသီးထောင်းထားတာလေးထည့်လို့ရပြီအရသာအတွက်ကကြတော့ခုနမကြီးသီးထောင်းတော့ငါဖြစ်ပြီးစားထည့်ပြီးတော့ထောင်းထားတာဖြစ်တဲ့အတွက်အရသာမှုန်လေးပေါ့နော်အရွက်မှုန်လေးသစွန်းထည့်မယ်ကဲဒီလောက်ဆိုရင်ရပါပြီလုံးဝ66လေးနဲ့စီပြန်လေးပေါ့နော်ငရုတ်သီးစိမ့်အနံ့လေးရောမှုေးပြီးတော့ဆက်ကလေးတော်တော်လေးစားကောင်းတယ်ကဲဖြူဖြူလက်ရမကြီးတီးတောင်းကြော်လေးရတော့ရတာပါပြီရှင်ကဲအားလုံးလည်းရာသီစားပုတ်ဦးပေါ်ပြမကြီးတီးလေးထောင်းပြီးတော့ကြော်စားကြည့်ကြအောင်နော်